စနေရာဒီကွန်းမှာစီကန်အကြီးဆုံးတေတက်မှုအရှိဆုံးနဲ့သူများအပစ်ကိုအမြင်မြန်ဆုံးသူတွေကဘသူတွေလဲသိကြလားဗျာဟုတ်ပါတယ်ဒါကတော့ကန်ရာဒီခွားတွေပါပဲဒီလိုအရာရာပြည့်စုံမှခြိုက်တဲ့သူတွေတော့ဒီလမှာတော့ကိုယ့်ရဲ့စေးစပ်သေးချာမှုတွေကအောင်မြင်မှုတွေစောင့်ချင်းပေးမဲ့အချိန်ရောက်နေပါပြီမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လက်တိကြတဲ့မြေရတ်ပိုင်ရှင်ညံကောင်းပြီးဝေဖန်ပိုင်ချနိုင်စွာမြင်မာတဲ့ကန်ရာဒီခွားမိတ်ဆွေတွေရဲ့တလတာကန်ကြမအဟော်လေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကန်ရာဒီခွားတွေဆိုတာအလုံးလို့ရင်တိကျတဲ့တန်ရှင်းတရက်တာကိုကြိုက်တယ်ပြီးတော့ကိုယ်တိုင်လည်းအရန်ကြိုးစားတတ်သူတွေဖြစ်ပါတယ်။ဒီလို perfectionist တွေအတွက်ဒီလထဲမှာဘလို့ကန်ကြမအလက်အပြောက်တွေရှိနေမလဲဆိုတာကိုကဏ္ဍဆုံးလင်အောင်ပြောပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့အလို့အကွိုင်နဲ့ပညာရေးပိုင်းကိုကြည့်ကြရအောင်ပါ။ဒီကာလဟာကန်ရာဒီခွားတွေအတွက်လုံးရည်ကိုင်ရပြသရမယ့်ကာလပါစငင်းကောင်စပယ်တီးပြတ်ဆေးဘက်ဆိုင်ရာနဲ့ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအထူးအောင်မြင်ပါလိမ့်မယ်အသေးစိတ်လုပ်ရတဲ့အလုပ်တွေမှာသူများတွေမမြင်တဲ့အမှားတွေကိုထောက်ပြနိုင်လို့လူကြီးတွေသဘောကျတတ်ပါတယ်ဒါပေမဲ့တတိထားရမှာကစိတ်ဖိစီးမှုများတာပါပဲကန်ရာဒီဖွားတွေကအလုပ်ကိုပြီးစလွယ်မလုပ်ချင်တော့ကိုယ်တိုင်ပဲဒိုင်ခံလို့ရင်ပင်ပန်းနေတတ်ပါတယ်နောက်ပြီးလုပ်ဖို့ကိုင်ဖက်တွေရဲ့အမှားကိုဝေဖန်မိရာကနေမျက်နာပျက်စရာတွေဖတ်တတ်လို့စကားပြောရင်နည်းနည်းလေးရှော့ပြောဖို့လိုပါလိမ့်မယ်ဆက်လက်ပြီးငွေကြေးကန်ကိုပြောပြချင်ပါတယ်ဒီလမှာငွေကြေးကတော့ဒီငိမ့်နေမဲ့အနေထားမှာရှိနေပါတယ်ကန်ရာဒီဖွားတွေကငွေကိုစနစ်တကျသုံးစွဲတတ်သူတွေမို့ငွေပြတ်သွားလာမျိုးမရှိသလောက်ပါပဲမလိုအပ်တဲ့နေရာတွေမှာတုံဖို့ဝင်လေးနေတတ်ပြီးစုဆောင်ထားတာလေးတွေပို့တိုးပွားလာပါလိမ့်မယ်ကျန်းမာရေးအတွက်ဆေးဝါးတစားဝယ်ယူရင်ငွေကုန်တာမျိုးတော့ရှိတတ်ပါတယ်အခြေရင်းငိမ်အိမ်အောင်ရေးကဏ္ဍကိုကြည့်မယ်ဆိုရင်တော့ဒီလကအေးဆက်ဆာနိုင်နေမဲ့ကာလပါကန်ရာဒီဖွားတွေကအခြေရင်းမှာခန်းစားချက်ထက်အုံနောက်ကိုပို့သုံးတတ်သူတွေပါကိုချစ်သူရဲ့အားနည်းချက်အပစ်တွေကိုလိုက်ကြည့်နေတတ်လို့ပြဿနာဖြစ်တတ်ပါတယ်အိမ်အောင်တဲ့အနေနဲ့အိမ်တောင်ဖက်ကိုဆရာလှုပ်တာစူပူချင်းမောင်းတာမျိုးတွေရှော့ချတင်ပါတယ်အခြေရေးတိုင်ရဟိုးဆိုရင်ဝေဖန်တာထက်ချီကျူးတာကိုပို့လုပ်ပေးဖို့လိုအပ်နေတဲ့အချိန်ပါတယ်စင်ငယ်တွေအတွက်ကတော့ရွေးချယ်စရာတွေရှိနေပေမဲ့ကိုယ်စိတ်တိုင်းကြတဲ့သူရှာမတွေ့ဖြစ်နေတတ်ပါတယ်အသေးစိတ်လိုက်ကြည့်လို့ရင်ဖူးစာလွဲသွားတယ်လို့သတိပြုရပါမယ်ကျမ်းမာရေးအနေနဲ့ကတော့ဒီလမှာဦးလန်းကျောင်းနဲ့အာယုံကျောကိုသတိထားပါအစာမမားတာဘိုက်နာဘိုင်အောင်ဖြစ်တာဝမ်းကုတ်တာမျိုးကန်ရာဒီဖွားတွေမှာအဖြစ်များပါတယ်နောက်ပြီးတကူနီတန့်ရှင်းကြီးကိုအရန်ကီယူဆိုင်လွန်းတဲ့စိတ်ကြောင့်စိတ်ပင်ပန်းပြီးအိတ်မပျော်တဲ့မျိုးတွေဖြစ်တတ်ပါတယ်ဒီလမှာကန်ကောင်းစေမဲ့အယောင်ကတော့အစိမ်းရောင်ညံမြေညိုရောင်ကဖြစ်ပြီးကန်ကောင်းစေမဲ့ကနန်းတွေကတော့9 3 8ကနန်းတွေဖြစ်ပါတယ်ရရအညူနဲ့ကန်ကောင်းခြင်းတွေပိုရလာအောင်ဘုန်းကြီးကျောင်းဒါမှမဟုတ်အများသုံးညင်ရတွေမှာဓမြက်စဲလဲကုသိုလ်ယူတာမျိုးတန်ရှင်းရင်အသုံးဆောင်ပစ္စည်းလှူဒန်းတာမျိုးပြုလုပ်ပေးပါကဲအခုဆိုရင်တော့ကန်ရာဒီဖွားမိဆွေများအတွက်တလတာကန်ကြမအဟောစတန်ကိုအသေးစိတ်ပြောပြပေးခဲ့ပါပြီစနစ်ရာသီလုံးအတွက်အစုံငလင်တင်ပေးသွားမှာထင်လို့ကိုယ့်ရဲ့ရာသီခွင်အလေးရကလာတဲ့အခါမှာမလွတ်တမ်းနားဆင်နိုင်အောင်ကျွန်တော်တို့ရဲ့ YouTube channel ဖြစ်တဲ့ဇတလင်ကို subscribe လုပ်ထားပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ပေးခဲ့ပြီးကိုမိတ်ဆွေတွေပါသိရအောင် share လုပ်ပေးခဲ့ကြပါအောင်မိတ်ဆွေတို့ကတော့ဘေးရသည်ဖွားတွေလည်းကိုယ့်ရဲ့မွေးလာရသည်ကို comment မှာရေးခဲ့ပေးပါအောင်ဗျာအားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ